အမြင်မှန်ဆိုတာဘာပါလိမ့်မယ်လို့အမေထုတ်ဖို့မလုပ်ဘူးလားလုပ်ပါကဲသာသမီအိုတာကိုလည်းအမေဖေကတတ်နိုင်အောင်အမေဖေအိုတာကိုလည်းသာသမီကလူရေးကျွေတတ်နိုင်အောင်အမေဖေကလည်းသာသမီများကိုမက်ခင်အလုပ်လုပ်ပါမှန်ပါပြောပါသဘောကျသာသမီများကလည်းအမေဖေကိုတကယ်တမ်းခင်ဗျားတို့မကယ်နိုင်တဲ့အလုပ်ကိုဖြင့်ရှိနေတဲ့အတွက်ကဲနိုင်တာစိတ်ကိုပြောရည်ဆိုပြီးသာသမီများကအမေဖေမဂ္ဂင်လုပ်ပဲလုပ်ပါဥပဒနာလုပ်ပါအဲ့ဒါကဲနိုင်တယ်ဘယ်လိုကြောင့်ကဲနိုင်လဲဆိုတော့အမေဖေကမဂ္ဂင်လုပ်လိုက်ပြီဆိုမှဖြစ်တယ်အမေဖေဒီဥမှုနာမှုသိတဲ့နိဗ္ဗာန်ရောက်ပြီငါသာသမီများကကဲလိုက်တယ်သာသမီများကိုလည်းအမေဖေကချစ်ပါတယ်ခင်ပါတယ်မကွဲကျင်ပါဘူးမင်းတို့နာရာအိုရာလည်းမကြည့်ကျင်ပါဘူးကွမသေးတာကိုလည်းမကြည့်ကျင်ပါဘူးကွဆိုလို့ရှိရင်လည်းခုနကစိုးရိမ်တာတွေအသာထားမင်းတို့မဲ့ခင်လို့လုပ်ပါလို့တိုက်တွန်းပါမှန်ပါဒါကဲနိုင်တဲ့အလုပ်ပါရှင်းမလားရှင်းပါအမေကပါရမီကဲနိုင်တဲ့အလုပ်ပါလေရှိသေးတယ်ဆိုတာလေဒကာဓမ္မတို့ယနေ့ပေါ်လာပါအဲ့ဒါတိက္ကနိဗ္ဗာန်အငုတ်ထုံမှာလာပြီလို့မှတ်ရမယ်နော်ကဲဒကာဓမ္မတွေအခုဒါရသမီးတွေလူလားမြောက်ဖို့လူချင်းတူသူချင်းမြောက်မြောက်လူချင်းမြောက်နဲ့အားပေးနေတဲ့အလုပ်ကမကဲနိုင်တဲ့အလုပ်ကိုအားပေးမှန်ပါကဲနိုင်တဲ့အလုပ်ကိုအားပေးဖို့ဘုရားဟောတော်မူတယ်မှန်ပါသဘောပါကြနိုင်ကဲနိုင်တဲ့အလုပ်ကဘာပါလိမ့်လို့ဒါပြန်အမေဖေကိုသာသမီးကကဲခြင်းလည်းဘယ်လိုတိုက်တွန်းရမကဲလုပ်ပါလို့တိုက်တွန်းကြပါနော်အမေဖေကလည်းသာသမီးများနဲ့မခွဲခြင်းပါဘူးလို့မင်းတို့ဩရနာရသေးတာကိုငါလုံးဝမရှိနိုင်ဘူးဆိုလို့ရှိရင်လေသာသမီများကိုမကင်အလုပ်ပဲတိုက်တွန်းပါမရှိရတော့ဘူးတပည့်ကြတကယ်အမေဖေကလည်းသာသမီများကလည်းအမေဘကိုကျင်နာပါလေယူရပါလေကျေးဇူးတော်လည်းပြန်ဆက်ချင်ပါတယ်လို့ဆိုလို့ရှိရင်အမေတို့ဩရအမေတို့နာရအမေတို့သေးတာကိုလည်းအမေဖေသေးတာမကြည့်ချင်ပါဘူးမကြုံချင်ပါဘူးလို့ဆိုလို့ရှိရင်လေသာသမီများကလည်းအမေဖေကိုဒီလိုလုပ်ပါဒါမှအမေတို့ဩရနာရသေးတာကိုကျွန်တော်တို့မမြင်ရမှာဆိုပြီးသာသမီများကလည်းဒီလိုပဲတိုက်တွန်းရမှန်ပါရှင်းညရှင်းပါခိုင်းတော်ဖြင့်ဒကာဓမ္မတို့အမေကသာသမီကယ်နိုင်သာသမီအမေဖေကသာသမီကယ်နိုင်သာသမီကအမေဖေကယ်နိုင်တဲ့နီးရှိသေးတယ်ဆိုတာလည်းဘုရားဟောတော်မူတယ်မှန်ပါဗာနီးပါလိမ့်ညာမဲ့ခင်လို့တဲ့နီးတွေဒကာဓမ္မတို့နီးကောင်းဆုံးပါပဲမှန်ပါအခုတော့ပြန်ဒကာဓမ္မတွေကသူတို့လူသားများသူတို့ပညာသင်ပေးသူတို့စီပါတဲ့အမွေလေးခွဲပေးခဲ့သူတို့လူကုန်နဲ့တင်းအောင်တင်းနဲ့နေခဲ့ဘယ်တင်းအောင်တင်းနဲ့နေခဲ့မလို့ဥဝိနာဝေသေဝေတွေနဲ့နေခဲ့ရတာမှန်ပါတပည့်ကြဘာနဲ့နေခဲ့ရဥဝိနာဝေသေဝေတွေနဲ့နေရမေမိကဝေသာသမီးတွေကကျေးဇူးတော်ပြန်ဆက်ချင်ပါတယ်ဆိုမဲ့ဝါစုသရင်တို့ကုလအစရှိတော့ဟိုတယ်လေးတွေနဲ့ကတော့ဒါလောက်နဲ့လေဒီမေဖေအုံမှုနာမှုပေခုပြောက်ပါမပြောက်သေးတော့ကဲမေဝရမေနာရမေစိတ်ချမ်းသာတာမကြည့်ကျင်ပါဘူးမရှိကျင်ပါဘူးဆိုလို့ရှိရင်လည်းမေဖေကိုပါနဲ့ခမည်းတော်အမွေဆက်ကြပါမဲခင်လို့ပါလို့ဆိုတော့မဲခင်ဒီကနိဗ္ဗာန်သွားတဲ့လမ်းမတော်လမ်းကောင်းကြီးဆိုတာဒကာဓမ္မတွေနေတိုင်းပြောနေတယ်သိတော့ပါပြီမသိကြဘူးသိပါအဲ့တော့အဲ့ဒီမှာဩနာသေးရှိပါရဲ့မရှိတော့အဲ့ဒီရောက်သွားလို့ရှိရင်အမေဩရာလည်းမရှိရတော့အမေနာတာရောမရှိရဘူးအမေသေးတာရောအမေကတော့သာသမီတွေတိုက်တွန်းပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပါတယ်မင်းနဲ့မခွဲချင်ဘူးမပြုချင်ဘူးမင်းတို့ဩရနာရသေးတာများကွာနည်းနည်းမှစိတ်ကူးတဲ့ထဲတော့မေးလေလာသေးတယ်ဆိုလို့ရှိရင်ဖြင့်သူတို့အမှုနာမှုသိမှုကိုကျွတ်ကျွတ်မကြည့်ကျင်တဲ့အတိုင်းအမေဖေကဒါလို့ပဲဆိုပြီးတိုက်တွန်းလို့ရှိရင်သူတို့အမှုနာမှုသိမှုကိုအမေဖေဒီတွေ့ကြမြင်သေးရဲ့မြင်ပါဒါဖြင့်တယောက်ကတယောက်ကိုတကယ်တမ်းကယ်ကျင်ကြလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ကဲနိုင်တဲ့ဤဘုရားဟောတော်မူတာတွေ့ကြပါဗလားဘာတွေ့ပါလဲဒါပြန်မေဖေကလည်းသာသမီများကဲခြင်းကြရင်ဘာလို့ခိုင်းရမလဲသာသမီများကလည်းမေဖေကိုကျင်နာပါတယ်ယူပါပါတယ်ကျေးဇူးတော်ပြန်ဆောက်ချင်ပါတယ်ဥရဏရသေတာဖြင့်ကျွန်တော်တို့မျက်မှောက်ဖြင့်မတွေ့ရစီနဲ့ကျမတို့မျက်မှောက်မှာမတွေ့ရစီနဲ့ရှင်ဘာကိုပဲခင်ဗျားတို့
သာသမီများကလည်းတိုက်တွန်းနှိုးဆော်ပြီးဒီကာလအလုတ်ခိုင်းရမယ်ဆိုတာလည်းမပေါ်သေးဘူးလားဘာပဲတွေ့ကြပါလိမ့်မဲ့ခင်အလုတ်ပဲတိုက်တွန်းရအဲ့ဒါမှဟေးတဲ့မင်းတို့ကမကဲနိုင်တာကဲနိုင်တယ်ချင်းပြီးဒီကလာအားပေးနေတာကလွယ်ကွာကဲနိုင်တဲ့ဤငါဘုရားသတိတညာနဲ့ရှားလိုက်တဲ့အခါအမေအိုရာကိုသားတဲ့သမီးတွေကမကြည့်နိုင်ပါဘူးဆိုအမေမအိုရာပို့ကိုရာလို့ကိုယ်တိုက်တွန်းရမှန်ပါအမေမအိုရာမနာမသေးတဲ့နေရာကိုသာသမီများကတိုက်တွန်းဖို့မှန်ပါသာသမီတွေဝရဏရာသေးတာဖြင့်သူမျက်စိရောက်ပြန်အမေဖေကမကြည့်ကျင်ပါဘူးစိတ်ကူးတော့မထည့်ကျင်ပါဘူးဆိုလို့ရှိရင်လေအမေဖေကသာသမီများကိုဘာခိုင်းရမကင်လို့ပဲလို့ခိုင်းရမယ်ဆိုတာပေါ်လားအဲ့ဒါနင်တို့လိမ္မာစီကျန်လိုက်တာနင်တို့ကပြန်စိုးရိမ်လိုက်တာဆိုရင်ဒါပဲတိုက်တွန်းကြပါမှန်ပါတပည့်ရအခုတော့ပြန်ဓမ္မတွေကပြောနေတာမကဲနိုင်တဲ့လောကုစကားတွေသာပြောနေကြသာသမီကပြန်ပြီးကြတာကျေးဇူးတော်ဆက်ပြန်လဲလောကီတွေသာဖြစ်ပြီးကြတာနေသောကြောင့်တကယ်ဖြစ်တကယ်ကျင်နေရရောက်ပါရဲ့လားလို့မေးတဲ့အခါအလုံးမမှန်လို့မရောက်တဲ့အိဗယ်ပဲပြောရမပြောရဘူးလားဒါရင်ဒါဖြင့်ယနေ့ကစားပြီးကြတာအမေကိုဥရဏရသေးတာအကြီးဆုံးကိစ္စတွေကိုမကြည့်ကျင်ပါဘူးဆိုရင်သာသမီများကဘာတိုက်တွန်းရမကြည့်ဘူးတပည့်ကြသာသမီတွေနဲ့နင်တို့လားဘယ်နည်းနဲ့မှဝုဏမှုသေးဘူးငါတို့ရှိတော့မယ်ကြည့်ကိုမကြည့်ကျင်ဘူးဟာမိမိပါတွေကပေါ့ဗျာမကြည့်ကျင်လို့ရှိရင်ဖြင့်တွေ့ရမှာပဲမတွေ့ရတဲ့အလုပ်ခိုင်းကြမတွေ့ရတဲ့အလုပ်ကဘာပါလဲမကြည့်ရှင်းမလားရှင်းပါအဲ့ဒါမဲ့ကန်လောက်ခိုင်းတော့ဒီသာသမီလေးတွေလည်းမဟုတ်မသေးမြဲနေတဲ့နိဗ္ဗာန်ကြီးသူကြီးမရောက်ဘူးလားရောက်တဲ့ခါကျတော့သူမကြည့်ကျင်တဲ့ကိစ္စမကြည့်ကျင်တဲ့သဘောမကြည့်ရတဲ့နေရာရောက်သွားတော့ဒီဥစ္စာမှတို့ခြေရုပ်ခင်ရုပ်ကျင်နာရုပ်အမှန်ပါလားမှန်ပါဘောလိုက်ရခြေရုပ်ခင်ရုပ်ကျင်နာရုပ်အမှန်ကိုသိကြပါဦးသိပါခိုင်းတာဖြင့်ဓမ္မတွေမကဲနိုင်တဲ့အလုပ်ကိုနှစ်ခုပေါ်လက်တင်ပြီးညတွေးလုံးထုတ်ပြီးဒီကလာမနေပါနဲ့တော့မှန်ပါကဲနိုင်တဲ့အလုပ်ကိုအမေဖေကသာသမီကဲနိုင်တဲ့အလုပ်ကိုသာဖြင့်တိုက်တွန်းနှိုးဆော်ပြီးကာလသာသမီများလည်းလုပ်ပါစေမှန်ပါသာသမီများကမေဖေကိုတကယ်ကျင်နာပါလေတကယ်ဤပါပါလေတကယ်ကိုယ်ကျင်နာလို့ဖြင့်ကျေးဇူးတော်ပြန်ဆက်ချင်ပါတယ်ဒီဥနာတိကြီးလို့ဖြင့်မတွေ့စေချင်တာအမှန်ပါပဲလို့သစ္စာဆိုကြလို့ရှိရင်လေမကင်အလုပ်ပဲတိုက်တွန်းရမှန်ပါအဲ့ဒါဖြင့်သာသမီဥရဏရသေးတာလည်းအမေမတွေ့ရတော့မှန်ပါအမေဥရဏရသေးတာကိုလည်းသာသမီကမတွေ့ရပါဘူးဒါဖြင့်ဒါအမွေစစ်ပေးနည်းကိုဘုရားဟောတယ်မှန်ပါဘယ်လိုများဟောပါလဲအမွေစစ်ပေးနည်းဟောတာရှင်းကြပါအမွေစစ်ပေးရကြပါပေးရပါအဲ့တော့ခြေရုပ်ခင်ရုပ်ကျင်နာယိုးတာမှန်လို့ရှိရင်ဒီအမွေစစ်ပေးရတယ်မယ်မှန်ပါသနာယုံမှန်ရင်လည်းဒီမွေစစ်ပေးရနင်တို့အတွက်ကျေးဇူးကိုငါဒီအများကြီးလို့ရှိတယ်ဆိုရင်ဟောမွေစစ်ပေးရမကင်လို့ပဲတိတ်တွင်းရမှန်ပါမကင်ဒီကားလို့ဆိုနိဗ္ဗာန်ကိစ္စတိမကောနိဗ္ဗာန်မှာအိုရပနာယမသေးရဖြစ်တဲ့နိဗ္ဗာန်ကိစ္စတိမရောက်ရအောင်ပို့တိုင်းဣဒံမှာလည်းကြောင့်မကောမကင်ကြီးဆိုတော့ခမည်းတော်ဖြစ်တဲ့ရှုနေတဲ့မကင်ဟာဖြင့်အမေရှုလို့ရှိရင်လည်းအမေမအိုရမနာရမသေးရရောက်ပါလေမှန်ပါသာသမီရှုရင်ဟောအိုရမနာရမသေးရရောက်ပါဩဒီကြပါပဲဧကံတွေ့တကယ်တွေ့ဘယ်နည်းနဲ့မှတယောက်တယောက်ကိုရှိရတယ်ကုံစသိမ့်ပြီးကာလမင်းလည်းဥနာသေးဒုက္ခဘေးမှာကွင်းဝေးပြီငါလည်းဥနာသေးဒုက္ခဘေးမှာကင်းဝေးပြီဆိုပြီးကာလအဲ့ဒီမှာမှဒကာဓမ္မတို့တကယ်အမေကရုဏာအမေပြပဝေရတာတရားမေတ္တာကရုဏာမုဒိတာဆိုတာမိန်းမမှာသာသမီပေါ်မှာရှိတယ်သာသမီကလည်းမိန်းမပေါ်မေတ္တာကရုဏာမုဒိတာဥပ္ပခါဆိုတာမရှိဘူးလားရှိပါဘူးအဲ့ဒီရှိတဲ့အလုပ်အထမ်းမရအောင်ဖြင့်အမေမိဘကလည်းသာသမီမဲ့ခင်အလုပ်လုပ်အောင်တိုက်တွန်းပါမှန်ပါသဘောကျသာသမီများကလည်းဘာလုပ်ရမလဲအမေရှုံးနေတယ်ဒီကိစ္စရေးနေခင်ဗျားတို့ကကျွတ်တို့အတွက်ကိုခင်ဗျားတို့ကဦးမနေစမ်းပါနဲ့ဦးလိုလိုက်ရတယ်လို့မဟုတ်ပါဘူးအဲ့ဆိုပြီးကြတာသားတဲ့သမီးတွေကလည်းအမေတို့ကျွတ်တို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ကဲနိုင်တဲ့လောက်ကလုံးကြပါလို့အလကားနေလောကုတ်တဲ့နင့်ချိတ်တယ်မပြောနဲ့တော့နင့်လာဘွားနှလုံးပကုံးလည်းဒီကစားမူးစေရတာ
နင်တို့မျက်စိကငါပြောက်ခံနေတာမဟုတ်ဘူးလောကုတ္တလုံးနေပါနဲ့ဆိုတာသတိပြလိုက်မှန်ပါပေးတယ်မလားပေးတယ်ပါအောင်းလို့တော့ဆိုတော့အခုဆရာဘုန်းကြီးတရားနာလို့ဘုရားဟောတရားကြီးကိုလက်တွေ့ဟောနေတဲ့ဆရာဘုန်းကြီးနဲ့တွေ့တော့မှဩသူတို့ပြောနေတာလေအပူတွေပါကလားမှန်ပါကဲနိုင်တဲ့လို့ပြောတာမဟုတ်ပါလားမှန်ပါမကဲနိုင်တဲ့လောကလို့ဒီပြောနေတာပါလားတပည့်ကြအမေကရှားရှင်းနေဒီလိုပြောမှန်ပါပါဠိရရှားရှင်းနေလို့ရှိရင်အမေကတကယ်ခြေရုပ်ပြင်နာရုံမှန်လို့ရှိရင်လည်းမကင်လို့ဘာမင်းဟိုတာမင်းနာတာမင်းသေးတာကိုဖြင့်ငါလုံးဝမကြည့်နိုင်တဲ့အတွက်သာသမီများမင်းဘက်ကဘိုးရမနာရမသေးရရောက်တဲ့လမ်းကိုပဲညွန်ပြပေးရမယ်ဒီကြတော့ဖြင့်စိတ်ရမှန်ပြီလို့ဆိုလိုက်ပလားဆိုလိုက်ပါဘူးဒီပြင်ပြောဆိုနေတာတွေကတော့ဖြင့်လောကုကြီးမှတ်ပါဘယ်လိုမှတ်ကြလောကုကြီးပါရှင်းကြဒါဖြင့်သာသမီလည်းနားထောင်တတ်ပါပြီအမေမိဘတွေလည်းပြောရဆိုရပါပြီလို့ဆိုရင်ဖြင့်ဒီတရားသိဖို့တန်သွားပြီကဲဒီတဲ့ပြောရကြပါလားသာသမီတွေကိုဩရဏရသေးတာဆိုတဲ့ခိစ္စကြီးမတွေ့ကြင်ကြရအမေမိဘကဘာတိုက်တွန်းဥပဒနာမကံလို့ကိုပဲတိုက်တွန်းရမယ်နော်အမေမိဘတွေဩရဏရသေးတာကိုလည်းမကဲနိုင်တာကိုလည်းသိပြီးသားဖြစ်နေတော့ကဲနိုင်နေဒီအစ်စ်ကိုတကယ်သာသမီများကမေတ္တာတုတ်ပြန်ခဲ့တော့လည်းဘာတိုက်တွန်းရဝိပဿနာမကင်လို့ပဲတိုက်တွန်းလို့ရရမယ်ဆိုတာဘုရားခင်ကိုရမကြီးလေးပင်ရှင်နဲ့ကွာသိင်္ကာရပါတော်အသားလူအယုလူအကွေးလူလို့ရတယ်သတ္တိဉ္ဇညံတော်ကြီးနဲ့ကြိတ်တော့ဩသူတို့ကဲနေတာကလည်းအကယ်မရောက်ပါလားဟောနေပေါ်လားပေါ်ပါသူတို့ပြောဆိုနေတဲ့ကဲယူလုံးတွေရတယ်ကဲယူတဲ့အိဗယ်မျိုးသေချာရောက်ပါရဲ့မရောက်ပါဘူးဩမိကလည်းသာသမီပေါ်ဘာလို့နေတာပါလဲမလို့ဆိုတော့သူတက်တော်နဲ့လောဘလုံးနေတာမှန်ပါသဘောပါသာသမီများလည်းဘာပူရရှိတယ်အေးဒါထိုင်းနေကြစမှာကျွတ်ကြာကျိုးပါမယ်လို့ဆိုတော့ဩရဏရသေးတာတတ်နိုင်ကြတယ်မတတ်နိုင်ဘူးအဲဒါသာသမီများကလည်းလိမ္မာရသာသမီကပြောလေလောဘပဲရှိသေးမှန်ပါဒါဖြင့်လောဘဟုတ်တဲ့တခါလေဓမ္မစိတ်ရောကိုပါဆိုတာလွတ်ကြပါမှန်ပါလောကဆိုတာပေါ်ရမဟုတ်လားမှန်ပါတတ်နိုင်လို့ပြောတာလားမတတ်နိုင်မင်းနဲ့ပြောနေမတတ်နိုင်မတတ်နိုင်နဲ့ဘဲနဲ့ပြောနေတဲ့လောကလို့ကအမေကလည်းရှောင်သာသမီးရောရှောင်ဖို့ရှောင်ပြီးတဲ့ကာလကဲကျွန်တော်ကလည်းလောကမဟုတ်တော့ဘူးတကယ်တမ်းပဲအမေလေးပါလေငါတို့ကလည်းလောကမဟုတ်ဘူးတကယ်တမ်းပဲဆိုလို့ရှိရင်ဖြင့်ဒါပဲတရားဓမ္မတို့ဘိုးရမနေမသေးရသွားရတဲ့လောက်ကြသာသမီများကိုလည်းတိုက်တွန်းကိုယ်တိုင်နဲ့လုပ်လို့ရှိရင်ဖြင့်ဒါကဲနိုင်တဲ့အလုပ်ကြီးမှတ်ရှာမှန်ပါဘယ်လိုမှတ်ကြလဲသဘောပါကြပါပါခိုင်းဒါဖြင့်တရားဓမ္မတို့ဘုရားဖြင့်နင်တို့လားသာသမီတွေငါတို့ကနင်တို့ကလေးတို့တငယ်နှစားလေးမှပြီးကာလတောင်နင်တို့လူလူဖြစ်နေမဲ့သားနဲ့မရနဲ့နေကြမယ်ငါတို့စိတ်ထဲတော့တကယ်တော့စားတော့ပဲစိတ်ထင်းရှိသေးတယ်လူကလေးပဲရှိသေးတယ်ပေါ့ဗျာမှန်ပါသဘောကျမိဘတော့ပြောမေးရယူရမယ်လေလူကလေးပဲရှိသေးတယ်ပြောတာရှိတာပဲမှန်ပါသူစိတ်ကူးတဲ့မှာတော့ပြောတာဖြစ်တာပဲတားဆီးနိုင်ရတားဆီးမတားဆီးနိုင်လို့ရှိရင်တားဆီးနိုင်တဲ့ငွေပေးလို့ရှင်ပါမှန်ပါပါလေမဂ္ဂင်7ပါးဆိုတာသဘောပါရခိုင်းတော်ဖြင့်ဒကာဓမ္မတို့တယောက်တယောက်လောဘချောနေတဲ့အလုပ်တွေကိုခင်ဗျားတို့ပြောလုံးမနေစမ်းပါနဲ့တကယ်စိတ်ကောင်းစေနာကောင်းတဲ့တကယ်ရွတ်ဆောင်နိုင်တာလုပ်ပြစမ်းပါမှန်ပါသဘောပါလားဘာနဲ့တိုက်တွန်းကြဒါကဖြင့်သာသမီဩရဏရသေးတာကိုလည်းအမေမိဘကတတ်နိုင်တဲ့တိုက်တွန်းလို့မှန်ပါသာသမီဩရဏရသေးတာကိုလည်းအမေမိဘတတ်နိုင်တဲ့တိုက်တွန်းလို့အမေမိဘဩရဏရကိုလည်းသာသမီများကတတ်နိုင်တဲ့နည်းပဲဆိုတာဖြင့်ယနေ့ကောင်းကောင်းတွေ့ပါပြီတွေ့ပါမတွေ့ကြသေးဘူးလားတွေ့လို့ရှိရင်ဒါခင်ဗျားတို့ဘုရားဟောတာဆိုတာရောသဘောကျဟုတ်ကောဟုတ်ကြလားလို့လည်းဆုံးဖြတ်ချပါဟုတ်ပါတကယ်တော့ဟုတ်ပါတယ်ဆိုတာညံ့မို့လို့သေးလားဟုတ်ပါအဲ့ဒီတော့ခင်ဗျားတို့လက်ဆောင်ကြပြီးစကားပြောနေတဲ့အလုပ်တွေဟာဖြင့်တဏှာကပြောနေတာအခုကညာကပြောတာမှန်ပါရှင်းမလားရှင်းပါဘာသာသမီးနဲ့များတခါတည်းဓမ္မရောက်မှာဖြည့်ရင်းတော့လေးတွေပြောပြီးဒီကာလအမေကလည်းသာသမီပေါ်မှာမေတ္တာထားဖို့လေ
သာသမီများလည်းလိမ္မာတဲ့သာသမီတွေကအမိန်ကဘောမမြတ်တဲ့ကရုဏာတွေထားပုံနေများဒါမျိုးမှာကောင်းခြင်းဆိုင်ပြီးကြလားနာတယောက်တယောက်လောမနေကြစမ်းပါနဲ့ဆိုတော့ပြောတယ်ရင်းပြီဗလားခင်ဗျားတို့တယောက်တယောက်လောနေတာဟုတ်တာလည်းမဟုတ်ဘဲနဲ့ရှင်းမလားအပူတွေလုံးမနေပါနဲ့ဆိုတာကသဘောကျခိုင်းတယ်ဘာလုပ်ကြမလို့ဗာမိကလည်းမိဘဘာတိုက်တွန်းရမလဲမိဘကတော့သာသမီများကိုအဲ့ဒါဖြင့်တရားဓမ္မတွေလူရကိစ္စလူရကိစ္စအပြည့်ရောက်တဲ့တိုက်တွန်းလုံးအစစ်အမှန်ဖြစ်ပြီးတကလားနေတယ်ဆိုတာဖြင့်မငြင်းမဆန်တဲ့ဘုရားခင်ကိုရမေကြီးကသစ္စာညာနဲ့ပြောလိုက်တဲ့အတွက်ဒါအမှန်ပဲလို့မှတ်ပါမှန်ပါသဘောကျမငြင်းမဆန်သစ္စာညာနဲ့ပြောလိုက်တဲ့ဥစ္စာမှန်လားမှန်ပါဒါရင်တိုက်တွန်းတတ်ကြပါလားတိုက်တွန်းကြဆုံးမတတ်ကြပါလားမှန်ပါတွန်းသင်တတ်ပါလားဒါဖြင့်ဘယ်လိုတွန်းသင်ကြမလဲခြေရုပ်ခင်ရုပ်ကျင်နာရုပ်မှန်ခဲ့တော့မှန်ခဲ့တော့လို့တိုက်ရှင်းကြအဲ့ဒါအကောင်းဆုံးနေပဲနမလို့ရှင်းပြီစိတ်ွက်ကင်ပြီးငိုရမယ့်ကိစ္စကြီးခင်ဗျားတို့အားပေးနေရရက်ခဲ့ဟုတ်လားအမေဖေကမမသာရသမီးတွေအမှန်ကျင်နာယူရပြီးဒီကရနဲ့တော့ဆေးရှားကြဝါရှားကြဒီဆေးလေးတိုက်လိုက်ဟိုဆေးလေးတိုက်လိုက်နဲ့ပြီးတော့တတ်နိုင်ကြရဲ့မင်းမတတ်နိုင်တဲ့အလုံးနဲ့လောကလုံးတွေပါနဲ့ဆိုတာကိုကောယနေ့သဘောကျပါမလားကဲဒါဖြင့်တတ်နိုင်တဲ့လို့ကိုဘုရားသခင်တဲ့ညာနဲ့ရှားလိုက်တဲ့အခါမတွေ့လားတွေ့တဲ့အခါကျတော့ဘာတွေ့တော့ဟာမေလမကိ7ပါးလမ်းတော်ကြီးကနေလျှောက်သွားလို့မိုးမသေးမြင်းနဲ့နိဗ္ဗာန်ရောက်သွားသာသမီတိုက်တွန်းလိုက်ပြန်လာသာသမီတွေကဒီတိုင်းလုပ်ပြန်တော့မကိ7ပါးလမ်းတော်ကြီးကနေလျှောက်သွားတော့မိုးမသေးမနာတဲ့နိဗ္ဗာန်ကြီးရောက်သွားဘူးလားဩဒါမှခြေရောခင်ရောကျင်နာရောအမှန်တော့ဖတ်လိုက်ကြပါသဘောပါကြပါခြေရောခင်ရောကျင်နာရောအမှန်ကပြန်တိုက်တွန်းမှုပြောင်းပေးကြပါနော်ကဲဒါဖြင့်ဒကာဓမ္မတို့ဒါကခြေပိုင်းမှာဒကာဓမ္မတို့မဲ့ခင်သာအာကိုရရှိတော်တယ်သာဖြစ်လဲမဲ့ခင်နဲ့တိုက်တွန်းအမေဖေကိုပြန်ပြီးဒီကလာကျင်နာပါလေယူပါပါလေဆိုလဲဘာတိုက်တွန်းရမဲ့ခင်နဲ့တိုက်တွန်းကဲမောင်လေးတို့ကိုမြင်တယ်တရားမှန်တွေ့ပါပြီတွေ့ကြတယ်ဘူးလားတရားမှန်သေးချာတွေ့တယ်ဒကာဓမ္မတို့ဘာမှသံတရားရှိဖို့လိုသေးလားမလိုတော့ပါဘူးဩဟုတ်ပါလားတို့ပြောဆိုနေတာတွေကတော့ဖြင့်အပေါ်ယံနဲ့ခရီးမပေါက်တာတွေကိုတကယ်တမ်းတို့အဟုတ်လို့ပြီးပြောနေတာပါလားဆိုတာဖြင့်သေးသေးချာချာပြောမဲ့ကြရင်လည်းစဉ်းစားပါတော့ပြောမဲ့ကြရင်ပဲနော်ခန္ဓာလောကလုံးမလို့လားအမေမိသားကဘာသိညာရမေဖေကိုကျေးဇူးတော်ပြန်ဆက်ခြင်းတဲ့သဘောပြောလို့ဘာကြီးကလည်းဘာဝဲခဲ့တယ်ဘယ်လိုပူဇော်လို့ဘယ်လိုကြောမလို့ဆိုတာလေတရားဓမ္မတို့ဒါတကယ်တတ်နိုင်တဲ့ကိစ္စမျိုးလားလို့မေးပြန်တော့လည်းဘယ်နဲ့ဖြေကြလောကမြလောက်ပဲရှိသေးတယ်မာတဝိတုပဒနာဆိုတဲ့မင်္ဂလာတရားပဲရှိသေးတယ်တပည့်ကြဣဒ္ဓမင်္ဂမုဒ္ဓမာဆိုတော့မြတ်တော်မြတ်ပါတယ်တဲ့မိဘသာသမီယူရသာသမီကမိဘယူတာယူရတာတွေကမင်္ဂလာတရားတော့ဟုတ်ပါတယ်တကယ်တမ်းတတ်နိုင်တာလားလို့မေးလိုက်တဲ့အခါကျတော့မဟုတ်သေးဘူးတပည့်ကြဒါဖြင့်မိမိဘကလည်းသာသမီကိုတွန်းသင်တတ်ပါပြီသာသမီကလည်းမိမိဘကိုအပိတတ်ကြပါဗလားလို့မေးအပိတတ်ပြီဆိုတာသဘောပါနဲ့မလို့ရှိရင်ဒီနည်းနဲ့ဒီနည်းမှအမေကလည်းဒီနည်းမကင်မဲနဲ့အမေဖေကလည်းမကင်နည်းမကင်သာသမီကလည်းမကင်နည်းကင်ပြီးကြလားအာဝေမှုထောက်ပံ့မှုမလုပ်ခဲ့သည်ရှိတော့အမေသေးလို့သာသမီငိုရမှာလည်းမနှဲတာပါမှန်ပါသာသမီသေးလို့အမေငိုရအမေဖေငိုရမယ်ချက်တွေရောမနှဲပါအဲ့ဒါလူရင်းမလုံးပြီလို့မှတ်လိုက်တာမှန်ပါဘယ်လိုမှတ်ကြလောကုတ်တင်တဲ့ချိန်ကုန်ခဲ့လို့မျက်ရည်နဲ့လမ်းဆိုးရမှန်ပါဘယ်လိုမှတ်ကြရှင်းကြပါရဲ့လားဘယ်နဲ့တော့ဘာကြောင့်မျက်ရည်နဲ့လမ်းဆိုးရလောကုတ်တင်တဲ့ခမရတို့အပြောများပြီးဒီကလာလူရင်းမပါတဲ့အတွက်နောက်ဆုံးမိသားတယ်လို့မေကိုရသာသမီတွေတော့မေဖေငွေရအမေဖေသေးလို့သာသမီမြေဆက်လက်ထွက်ချရတယ်ဆိုတဲ့ဥစ္စာငကောလောကုဇ္ဇဟာဒီသိမ့်တယ်မှတ်စမ်းမှန်ပါဘယ်လိုမှတ်ကြမလဲလောကုဇ္ဇမျက်ရည်မှာစသိမ့်တယ်မှန်ပါတရားဓမ္မတွေလောကုဇ္ဇကမျက်ရည်မှာရှင်းပါရဲ့ရှင်းပါလောကုဇ္ဇကဖြင့်မျက်ရည်သဘောကျ။ကိုင်းတကယ်တမ်းဖြင့်လောကမဟုတ်ဘူးပဲမင်းတို့ဘောမှာစိတ်ရောကိုယ်ပါပဲအမေမိဘကဒီလိုပြောပါသာသမီများကလည်းအမေမိဘတို့ဘောမှာပဲတကယ်စိတ်ရင်အမှန်နဲ့ဖြင့်ကျွန်တော်တို့ကျေးဇူးဆက်တာ
စိုက်ချင်ပါတယ်လို့ဆိုလို့ရှိရင်ပဲမိုက်ခင်အလုပ်ပဲတိုက်တွန်းကြ မှန်ပါပါ သဘောကျလားနည်းနည်းမရတော့ဒီတိုင်းမောင်းတဲ့နှမရော ဒီတိုင်း ဒီအညီနဲ့ကိုရော ဒီတိုင်း ဒီတိုင်းမှပဲလောကမဟုတ်ဘဲနဲ့ဟုတ်လားအမှန်တရားရောက်တော့မယ်ဆိုတာဖြင့်ဒီပါဠိတော်ကိုမြင်သဖြင့်ဒကာဓမ္မတို့ကြည်ကျင်တဲ့သဘောကျကြပါတော့ ရပါပါ ရှင်းမလား ရှင်းပါ နှုတ်ကထွက်တတ်ကြပါလား ဟုတ်တယ် မေးထွက်တော့ထွက်ပါ